ဒီနေ့ကတော့ကျွန်တော်နော်ဝယ်စားပြီးတော့လာပြီဘာဖြစ်ဆိုတော့ဒီနေ့ကကျွန်တော်ပမာလောကီလောနခုစလို့ပြောဖို့စီစဉ်ရတယ်ဘာဖြစ်ဆိုတော့ဒီအခြေအနေနဲ့အရေးကြီးတဲ့ခြေလဲဖြစ်တယ်နော်ပြီးတော့ကျွန်တော်ရဲ့လူချီတဲ့ရီမချက်ပန်းတယ်လို့ပြောလဲပြောမလဲတဖြည်းဖြည်းနဲ့နီးကလာနေပြီနော်ဒီမျိုးအရေးကြီးတဲ့ခြေမှာနော်ဒါကျွန်တော်အားလုံးတတိထားဖို့ဟောစားဖို့တီးဖို့ပေါ့လေနော်အရေးကြီးတဲ့တတိလွေဖို့အဲ့ဒါကြောင့်မို့ခုကျွန်တော်ပမာလောကီလို့နော်ပြောမှဖြစ်တယ်နော်ကျွန်တော်ပြောမဲ့ဟောစားပေါ့နော်ဒီကောင်းစီကတော့ကျွန်တော်ရေးရတဲ့ကနော်ဒီမှာမလာကိုအပြုတ်တိုက်ချီလို့ပေါ့နော်လူပေါင်းအမှားနဲ့အဖွဲ့အစည်းပေါင်းမမှားနဲ့အဲ့လိုမျိုးဒီကောင်းစီအောက်မှာပဲကျွန်တော်နည်းနည်းလေးပြောတော့မှဖြစ်တယ်နော်ဒါရဲ့အဲ့တော့တဲနော်တာဂီခို့တော်ဒီပန်ဒီတဲမွေးမီတာလရီဒူတော့ခို့တန်တော့အဝနဲ့မဲဒေါ်လာမြော်လဲနော်ဝနဲ့အဝဒီမဆိုရိုဒီတော်ဒီပိုင်ကလောပေါ်လဲဆိုထလင်းနေနော်ဝနဲ့ပပအဝပပရီကမဝရာအဘောင်ညော်ရီပပရီကမဝတာဂရူရီနော်ဝနဲ့ရီမကမရီလဲတဆတော်လဲတာကလောကလောဘူးလောကွန်မြူနီရတဲ့ပူစာချင်းနော်ဘာဖြစ်ဆိုတော့ခုနကျွန်တော်ရေးတဲ့ခေါင်းစီပုံစံမျိုးပါလေနော်ဘာဖြစ်ဆိုတော့ဒီအရေးကြီးတယ်နော်အရေးကြီးတဲ့အခြေလဲရောက်တဲ့ခါကျတော့နော်အရေးကြီးတဲ့အချိန်မှာကျွန်တော်တို့ကနော်ဒီလူပေါင်းမှားလို့ရှိရင်အဖွဲ့အစည်းတော့ပေါင်းတော့မှားလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ရင်မချက်ပန်းတရားနော်ဒါကျွန်တော်တို့အတွက်အဟတာဖြစ်စနေတယ်နော်နင်းကွေးစနေတယ်ပါလေနော်ဒါမှမဟုတ်အခမသိလွဲချော်သွားနိုင်တယ်နော်အဲ့ဒါကြောင့်မို့ဒါအရေးကြီးတဲ့အချက်ပါလေနော်ဟောတော့တိတဖာဟောနေစိုးတော်ရီတက်လဲရဲ့တော့တဲနေပဲလူတဲလက်တက်လဲအဂါဒီဘစိုးတော်ပဲကွာလဲတောက်တာမိမစားညရလာဝနေမေောလဲအဝဲအသိနော်အဝဲအပဒုဒါတိမဆိုရိုဒီဘတောက်တာနော်ခိုင်ပတိပါလာအဝဲထာမာအာရဝရအဝနေအဝတိကောဝရလဲအရေးပေါ်နော်ဟောနေအရေးပေါ်အခြေအနေနော်အဝနဲ့သူဥရဝရအဝစောတလေရအရရနော်ဟောနေအရေးပေါ်ကာလနော်အရေးပေါ်ကာလအဝဝေကဥအကတော်နော်အဝနဲ့သူထောရဝတောတာလက်သူကပပရနော်အဝနဲ့စစ်အချုပ်ရေးပို့ဆိုင်မနော်ဟောသူအရရဝခူလာနော်ခေါ်တယ်မြေကွနဲ့ဝဲတန်းခူလာလေအဝနဲ့ကေရဝအဝနဲ့ခူလော်လီနော်ခေါ်တယ်လက်တသူအရအဝနဲ့ဂီကဥအစတော့လက်သူတဟစ်သူတခွတ်တရလဲပွဲလဲဖက်သူကမှာဖက်သူကမတော့မတီမဝဖက်မှာကကဲတဆရမလို့သူစုနေဝနဲ့အာလာဝရလဲသူစုတော့ဟိဝတခွတရတဆုတကမောလအဝတိကဘစေဖောရအဝတဝနေတဆုတကမောနိချုတိပိုင်ခူလာကတော့နော်ခေါ်တဲ့တဟူအရတဟိအရတခွတရဝဲနေဒီမြလဲလာကောနေဒီမြတလို့ကွဲပါနော်ဘာမလဲနေဘတ်တိညောဆဆေဘလအဝတိအတောတာနေဖန်နာရီနော်ဖန်နာမတော့အဝတိသူတော့ဝတိတော့နော်အတောတာမြလဲအတောတာမြကြီးတော့နေအဲ့မာနာဒီပါအဝချက်ကြွားတယ်လို့နော်ရင်းနေဆိုတော့ကခုနကျွန်တော်ပြောသလိုပါလေနော်ဒါခုကကျွန်တော်တို့သိရတဲ့လောက်ကဒီစေပြဒီဟိုတော့ဒီရာဇဝတ်သားပေါ့လေရာဇဝတ်သားလည်းဖြစ်တယ်တရားခါလည်းဖြစ်ပါလေနော်ဒီမြော့လေကသူကဒီအရေးပေါ်ကာလတက်တာပါနော်ဒါစစ်အုပ်ချုပ်ရေးနော်အရာအလို့စစ်တပ်ရဲ့လက်ထက်မှာပဲအနေပြီးတော့မှနော်မင်းတို့လွတ်ချစ်တယ်လို့လွတ်တချလို့တပါလို့နော်ယူမီဆိုချလို့ဆိုမင်းတို့လက်ထက်မှာအကောလုံးအနေထားတယ်ဆိုတော့ပုံစံနဲ့နော်ဒါနောက်ထ6လနော်ဒါသူတပည့်တွေကိုနော်ဟောစားပေါ့အာနာကုံပေးရတယ်နော်မင်းတို့လွတ်ချစ်တယ်လို့လွတ်ပါလေဆိုတော့ပုံစံမျိုးနဲ့နော်ဒါအရေးပေါ်ကာလ6လတက်တာထတိုးတယ်ဆိုတော့ကဒါအလကားတိုးတာမဟုတ်ဘူးเนาะဒါသူတို့ဘက်ကဒါလုံးဝကိုအခြေအနေမကောင်းတော့ဘူးဆိုတာဒါလုံးဝကို
ကျွန်တော်နော်မြင်နေရတာပေါ့လေနော်လေပြမှာစီသွားသလိုပေါ့ကျွန်တော်မြင်နေရတယ်နော်ဒါအချင်းတွေကောသလိုသူတို့ထေချို့လို့နိုင်နေတယ်လို့နော်ဟိုကတနေ့ငါလို့အဖြစ်ပေါ့လေနော်ဟိုပေါ့ဒေတာတစ်ခုပဲဖြစ်ပေါ့လေနော်ဒါသူထေချို့လို့ရလာတာများလာလို့ရှိတော့သူဒီမျိုးရေးပေါ်ကလာသူဟိုကြည်ညာစရာလဲအကြောင်းမရှိဘူးတက်တာတိုးစရာလဲအကြောင်းမရှိဘူးဒါပေမဲ့သူ့အချင်းကမကောက်တော့ဘူးနော်ဒါသူနောက်ထပ်တိုးတယ်ဆိုတော့ကသူ့ရဲ့နယ်မြေတွေကတဖြည်းဖြည်းနဲ့ဆုံးလာတယ်နော်ဖြည်းဖြည်းဆုံးလာတယ်သူမတရားဖိနေအချို့ညပါနေစက်တပ်ပြအဲ့လိုမျိုးမတရားတဲ့အလုပ်မှလည်းလွတ်တဲ့ခါကျတော့သူ့လည်းနော်ဒီမတရားတဲ့နော်ဒီအာနာစေကြီးကိုနော်ဒီကောငါတို့ပြည်သူတွေနေနဲ့ဒါလောဝကိုစစ်နာကြီးပြီးတော့မှသေတဲ့အထိမောပြီးတော့မှဒီနော်ဒါသူ့ကိုပြပြီးတော့နော်တရားတဲ့ဘက်ကနော်ပြပြီးတော့ခုခါတော်လာတိုက်ခက်တာများလာချစ်ဖြစ်တယ်နော်ပြည်သူတွေအနေနဲ့ကအဲ့လိုဖြစ်ခါကျတော့သူမနေဖြစ်တဲ့ခါကျတော့ဒီအရေးပေါ်ကာလကိုထပ်တိုးရချစ်ဖြစ်တယ်နော်ဒါအလကားတော့သူတိုးတာမဟုတ်ဘူးနော်ရှေးပြောမယ်ဆိုသူဘယ်လိုမှကိုနော်အရေးတော့သူမျော်လင့်ကနောက်ထပ်6လဆိုငါတို့နေမြေပြန်စုံမလို့ရမယ်နော်PDF ဝိဖြစ်တဲသားတွေဝိဖြစ်နော်ငါတို့ပြန်တွေ့မယ်ရှိတဲ့လက်နေအားရှိတဲ့အကြံနော်မကောက်တဲ့အကြံမှတမျှပေါ့လေနော်မတရားတဲ့ဟာမှတမျှဆိုတော့နော်လွတ်မှာပေါ့နော်အဲ့လိုမျိုးပေါ့အမြင့်ပြတ်ချင်မှုမဲ့ပုံစံမျိုးပေါ့ဒါမဲ့ဘယ်လိုဖြစ်နော်လက်ရှိချေဘယ်သူမှသူ့ကိုလက်မခါတဲ့ခါကြတော့သူကနေမြေစောမှုရပုံများတဲ့ခါကျတော့ဒီအရေးပေါ်ကာလသူသက်တာထတ်တူအကြီးဖြစ်တယ်နော်အခုတည်းမိကွာပန်နေအဝဲအဘတ်သူအားတော့ဝတ်တဆောတော့လာဝန်ကြီးကဦးနော်အတော့လာသူမဆိုးရကပနိချုပနိဆိုတာအကောနေအဝနဲ့ဝဲထားဟိရဝဲလာလဲအသူဒီပအမူဒါလဲအစုဘူးနော်ဒီတော့ဖက်ကမဝဲဖက်အော်ဖက်ကဒိုတီတော်တီတွေဥဒူအတော့ဖက်ကမလားနော်ဝဲနေဟိရဝဲပတ်လဲနေခေါပလိုလဲအပုကွေအတခူလာနဲ့သောပါတော့ဘာသာတနာကေအတနဲ့အပွားဒီပနဲ့တမန်တလော့အားရပါနော်တလော့အားမညာနဲ့အတနဲ့ဒီဆာလောနော်ခေါပလိုလဲမနိချုပနိချုမတော်မတော်မပါဝရတိဘောကောဘောကမလနန္ဒကူလူဒုခလကကျေတိပါခေါ်တော့ပွာဒီယာကနေတမညိုတမလာတကွဆိုမီတတမီခေါ်တော့ပုဂတော့နေဝခုဝပေါ်တော့ပစတော့အရခေါ်တာနော်အဝနဲ့အတကူလေခေါ်တာနေဘတ်ထသူတော့ဝရအဝနဲ့အဂေကအိုအဝလက်သူကပနိချူရာအကောနဲ့ဝထသူတော့ဝဲခူလာနော်ခေါပလိုလက်တခူလာလေဒါလည်းအတလောနဲ့အတလောကြတို့တော့နော်တလားပဲတလားနဲ့အပွားနေပါဒူအားတော့တီအားတော့နော်ခေါ်တဲ့မှာကူဝဲဘာနော်လို့ခေါ်တဲ့ဝဲဘတ်ထခူအားတော့အဝဲဟိခူအားတော့ဝဲဟိတော့တခွတ်တိုက်ရတဆူတော့မလဲသူကစပရတော့နော်လက်not ခုကနော်ဒီဟိုစားပေါ့နော်ဒီမဲလည်းနေနဲ့ကအတူကနိုင်ငံရေးပြည်သူတွေကိုဟိုစားလှက်ပတ်စီချတဲ့ပို့စာမျိုးနဲ့ပေါ့လေနော်ဒါဟိုစားပေါ့ဒါနောက်ထအာနာကအရေးပေါ်ကာလ6လထပ်တိုးတာကနော်နိုင်ငံတည်ငြိမ်ဖို့အတွက်ပြီးတော့နော်ဒီကဲမြတ်တတဲ့ရွေးကောက်ပွဲတွေပါလေပြည်သူစာတမ်းနဲ့ညီရွေးကောက်ပွဲတွေပါတင်လို့ဖို့ဆိုတဲ့ပုံစံမျိုးဒါပြည်သူတို့ဟောတော့မှလှည့်ဖြားတဲ့ပုံစံမျိုးနဲ့နိုင်ငံရေးအမြတ်ထုတ်ပြီးတော့နော်ဒါလို့တဲ့ပုံစံမျိုးနဲ့သူကလို့မဖြစ်တဲ့နော်ယူကောက်ပွဲလို့မဲ့အကြောပြချက်ပေါ့နော်ဒါမဲ့ယူကောက်ပွဲလို့ရှိတော့နိုင်ငံတည်ငြိမ်ဖို့အေးကြဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဒါမဲ့ခက်တာသူလို့တာကနိုင်ငံတည်ငြိမ်တယ်မို့သူလို့တာကနိုင်ငံဒီစူပူနိုင်ငံတွေပြက်ပြားသွားဟိုကသူကိုယ်ကသူလို့တာအဲ့ဒါသူမသိဘူးဖြစ်နေနော်အဲ့လိုဖြစ်တဲ့ကကြတော့နော်ဒါဆေးပြောမယ်ဆိုသူလည်းအကြကုန်ပြီအကြကုန်တဲ့ခါကျတော့ဒါနောက်ထပ်လေးထပ်တိုးတာကပြည်သူဟိုဖက်တလားနေပြီးတော့နော်ဒါယူကောက်ပွဲကြည်ပတ်ဖို့အတွက်ပေါ့ဒါပေမဲ့ကျွန်တော်တို့သိရတဲ့လို့အခြေအနေကယူကောက်ပွဲသူလွတ်ဖို့အတွက်မပြောနဲ့နော်သူရွေးချယ်ထားတဲ့မဲကိုယ်စားလှယ်တော့မှသူ့အိမ်မှာနေလို့မရကြဘူး
နော်မြော်လေရွေးချရတဲ့မဲ့ကိုဆိုလေသူ့အင်းနဲ့သူတော်မှသူနေလို့မြဲကြဘူးနော်ဘာဖြစ်ဆိုတော့ဒီကောရနော်ပြောလို့ဆိုတော့မတရားတဲ့လူတွေကတော့တရားတဲ့ဘက်ကသူ့ပြပြီးတော့အနေယူရမယ့်အခြေရောက်နေပြီလေပြီးတဲ့ခါကျတော့ဒါမတရားမှုတွေကတော့ဖြစ်ဖြစ်နဲ့ကြဆုံးမှာပဲနော်အဲ့လိုဖြစ်ခါကျတော့ဒါဘယ်လိုပဲဖြစ်သူရေးသူတွေ့ထားတဲ့ယူကပွဲပြောတဲ့နဲ့လောစေကနော်ဒီဟိုသာသူထေချောရတဲ့နေမြေတော်မှနော်ဆက်ပြီးတော့ထေချောလို့ရမလားဒါမှဒါအနန္တပဲနော်စေပြောမယ်ဆိုသူ့နေမြေတွေကနော်သူ့အတွက်ကအနိယောနေမြေတွေများလာတယ်နော်ကျွန်တော်ပြောတဲ့အနိယောနေမြေဆိုတော့ကသူလောကထဲချုပ်လို့မရတဲ့နေမြေပြီးတော့သူတဝက်တစ်ပြည့်ပဲထဲချုပ်လို့ရတဲ့နေမြေအဲ့ဒီနေမြေအမြတ်ကြီးပဲဖြစ်လာပြီနော်အရင်တော့ဆိုအဖြူနေမြေပေါ့အဖြူနေမြေဆိုတော့သူအကုန်လုံးနော်ထဲချုပ်လို့ရတဲ့ဟာပေါ့ဒါပေမဲ့အခုကနော်အနိယောနေမြေတို့နော်ဟိုသာမနီမဖြူအဲ့လိုမျိုးဟိုသာပါတပည့်စားနေမြေတို့ဒီပြီးတော့ရောထွေးအချို့နေမြေတို့ကသူ့အတွက်မြတ်လာတဲ့ခါကျသူဒုက္ခရဲ့အကြီးကျယ်ရတယ်ပြီနော်ဒါစေပြောမယ်ဆိုရင်ဒါသူအာနာစီကြဆိုးဖို့အတွက်ဒါနီလာတစ်ခုပဲနော်ဒါကျွန်တော်တို့အတွက်နော်ဒီကျွန်တော်တို့ PDF ပါဝေးပါတယ်နော်ကျွန်တော်တို့တိုင်းသားလက်လကယ်အဖွဲ့အစည်းအလို့ဟာဒီထက်ပို့ပြီးတော့မှအားဆိုင်ပြီးတော့ဒီထက်ပို့ပြီးတော့ညီညွတ်ပြီးတော့မှနော်ဒါဒီအာနာစီကြီးကိုနော်တပြည့်တည်းတိုက်ဖို့အတွက်ဒီကောကြဆိုးဖို့အတွက်ကျွန်တော်တို့ငါတို့အတွက်ဒါအခွင့်အရေးကောင်းပဲဆိုတာဒါအရေးကြီးတဲ့ချိန်မှာအခွင့်အရေးယူတတ်ဖို့လိုတယ်လို့တော့ကျွန်တော်ကမြည်တယ်အဲ့လိုမျိုးပဲနော်အခုတည်းမြေကွက်ဘာလို့တာစောတော့ခက်ခါရနေမြေကွက်မြေလန်းနေသူထောရဝရသူတဆူတောက်မောဘသတနာကေအပညဝရလေဝကဲတော့လီလောဝရကမ္လတဲ့ပါလေထီကောတဲ့လေလဘာရကမဝရအတခုထနော်အတတကမတခုတတဲ့တဲပူဇာနေထီလောကောဘူးတမတခုတဒုတရမေတဩဝမအဝနကီတို့ပသနာကေလာဝအကမတမူတခုလက်တီကောကမှုတို့တဲ့လာဝခိုးတာနော်အမတီလောကောတဲ့ပတ်နေဒီကိုတော့နော်ဒီဟာရောတတ်ရဒီအာရောတတိတဝဒီအာရောနော်ဒါဝကမယူကောပွဲတော့လီလောကမလလေတီကောတဲ့ဘာဘာသာကမလတိညာခိုးတာနေအတပရဏခုအတပါနော်ဘာနာခုတပါခိုးတာနေလာဝခုထရဝနော်ပလကဒရွေတာပါတီခစာတိပတ်ဒါလည်းနံပါတ်တောက်တလဲလဲမဲလေခုထတိပတ်နေအဟိတဲ့ဂျာမမြေတပူပါတိပတ်နေအတောက်တယ်လည်းတော့နော်အခုတည်းမေကွတ်ပန်တယ်တဲမှုနာဝအကဘမဝရလဲဘမအရောဝရဝတိအတစိုးတော့မောအတပတာနာဝနဲ့အဝနဲ့လက်ပါကလည်းစေချိုရေဆောလာတဲ့တာကခုကဘမအရောဝနဲ့ခေါ်လို့လဲအတလောတလက်တိပတ်နဲ့အတလောကြတော့နော်လက်ပူနဲ့ခက်ကနေပတ်ပါဝတလောလဲအောဟောတလောလဲကိုဟောတလာကိုဝစီနဲ့တလောလဲဝဲလက်ခုထရဝဒနေပါနော်လက်ပူကိုခုထရနေတဲ့ပါနဲ့ပါမနောတလောလဲအောပါအနီယောနဲ့နေပါနော်ခက်ကနေပမနောရလဲအဝတလောလဲအောတမညလဲဝဒနေတလောတဲ့ပါနဲ့ဝပစအရဝဒူအရဒအပွားတဲ့ပါဘဒူအရအပွားတဲ့ပါတီအရနော်အတောတလဲလောစခါလောတဲ့ပါအရနော်တော့လက်ပုကပမနောတလောလဲအဝါအဖြူနဲ့မြစ်တဲ့ပါနဲ့စကောနော်ခိုင်းနေကေရဝရလဲအပွားလက်ပနိခိကပါလဲနော်ယောထအချုပ်ပူဇန်တဲ့နော်ဝလက်တူအဝတဲ့တူတတဲ့ပါနဲ့လောအရခေါ်တာတလောလဲဝကခုထဝနိခဲလဲတဲ့နော်တပတာပရာလဲသူဝခိကပါလဲခုထဝနိနေကနေအတလောစာကွေလစာကွခေါ်တာနော်ဝနဲ့ခုအဝတူအရဝရအဝကြီးကဦးနော်ဝနဲ့အခါအစေတော့လက်တဝနဲ့ခေါ်လောက်နော်ခေါ်တဲ့ဖလာတာဆက်ဘလာအဝနဲ့တင်မောဆူရဝနဲ့ဘုကလောပေါ်ပါနဲ့တလဲနဲ့ဘူရလီနော်ခေါ်တဲ့တလဲဘူရခေါ်တဲ့နော်အလောလပကပခူဘဘပူအရောနော်ဘဘပါတာမမချူချူနော်လဘဘဒီပစတကောပတိပါမေခူနော်ခူတော့ကလူဒုဒပဝတဲ့ပကညောဖဆူဝတဲ့ပါလဘဘမကောအရောနော်ဝနဲ့ဆက်ဖလာတဲ့တင်မောဆူရဘူလောပေါ်ကောနော်ခေါ်တဲ့ဆက်တော့နဲ့အခါဆက်တော့တက်ခွတဲ့ရဟိဝလဲဝတဲ့ဘူလောပေါ်ဆက်တော့တောက်တတဂီလဘဖခုနေနော်ဘဟိတက်ခွတဲ့ရကဘာသေးပမရှိမသေးလေဘူကောဒီပတမလကွာဆူဘူရောဝလင်းနော်အနမေတခါလဲဝယတပတုပဒလားနော်ထုံနေလကောပါလေနော်ဒါဟိုစားတစ်ဖက်လဲကျွန်တော်တို့ပြကြည့်တဲ့ခါကျတော့နော် तू ကအာနာစစ်ဆိုတော့ပြည်သူစာတနဲ့အညီနော်ဘယ်သူမှဘယ်လူမှ
နော်စေးပြောမယ်ဆိုဘယ်လူမှရွေးချယ်ရတာမဟုတ်ဘဲနဲ့သူ့အနေနဲ့သူပဲပြန်ရွေးချယ်တဲ့ခါကျတော့နော်ဒါစေးပြောမယ်ဆိုရင်ပေါက်ကရရပဲလက်လို့တော့ပဲနော်သူ့အဖွဲ့အစည်းနော်အတွက်တကက်လုံးမလူစေးပြောမယ်ဆိုဩဇာပေါ့ဒီအာနာစေအဖွဲ့အစည်းမှာဒီတမ်တော်အဖွဲ့အစည်းမှာဘယ်လူကလူမိုက်လူမိုက်မှာတည်းများသူကနေရပေးလိမ့်မယ်နော်အဲ့ဒါကြောင့်လူမိုက်တွေကိုအခုလူမိုက်မဟုတ်တဲ့သူတွေလူမိုက်မလွတ်နဲ့လူကြတော့သူက60ဦးထိသူအငြိစားပေးလိုက်တယ်ပေးနားလိုက်တယ်ဒါပေမဲ့လူမိုက်လွတ်နဲ့လူကြတော့သူကအခုနေရာဒူးအဆွေပြောလွတ်တယ်နော်ဒါအကြောပြချက်ကြတော့ချုပ်လူကြသူပြောပေါ့ဒါကြာမကြီးကြောက်ကျုံးကြတော့သက်တာကြောက်ပေါ့ဒါမဲ့ဘာမဟုတ်ဘူးနော်ဘာဖြစ်ဆိုတော့မြို့လေကိုကသက်တာကြောက်ပြီးဒါမဲ့သူဟိုစားယူနီဖောင်းထောက်ဖို့တည်တယ်နော်ဒါမဲ့ချလူသူအတွက်အသုံးမကျဘူးဆိုပြီးတော့သူကဒါ PC စားတဲ့ပုံစံမျိုးနဲ့ပေါ့လေနော်ဒါသူလွတ်ချရဆက်လို့ပေါ့လေနော်ဒါလောစရာတိထားဖို့ပေါ့နော်ဒါကျွန်တော်ရဲ့အမြင်နော်ဆိုတော့ကလောစရာတော့ဒီလောပဲနော်ဒါနောက်တစ်ချက်မှပဲကျွန်တော်တို့ဆက်ပြောကြတာပေါ့နော်လောစရာကျွန်မနေကြတဲ့တဲချိုးဝရဘွဲလာပါလေမြောလေတိမဆိုလို့ကလောပေါ်ကမိတာဝရေဒုဖတ်လို့ဒီဘာခုဘာပေါ်နော်ဝဲအတစ်ပတ်နေလက်တဲပြမပေါ်တဲ့ခူရဝပွားခါတဲ့တောက်တန်တကြီးတော့အတစ်ဒီပတ်နေခုနလာတို့ထော်တယ်ဘာစောတလေဝရကခုချိပြရနော်ဘတ်သူဝဖြိုဝဲရဒူဘတ်သူလေဘတ်သူပေါ်လေဟိုဒီပတ်နော်တဲ့ပမလို့တီဝါမဆက်သူဝဟိဝမူတလည်းကြီးလက်လို့သူတွေပတ်နေဝဲသူဝနေလဘာတာနခုတာပါနော်ဖလာတဲ့ချင်းနေဟိုဆက်တော့ကန်တဲ့တဲ့ဘကဘာရေဒူကဘကဘာခုဘာပူဘာမပတ်ဆက်တော့ဝရတိမဆိုရောတဘဘကွာဝရပတိပါတခောခါတနကေလေညောကလေဒီတလောပေါ်ဒီပါဘာလဲနေဝနေပတိညာဝလေဘောင်ညောအဂါတကေလက်လဲပွားတတိဘကောရာတထေနော်တထေဖတ်တို့လာကတကေရလက်နေဝနဆော့ထွဲမြေလေဥဒီနော်ဘာလဲဝခုနေလေဒါအတူချင်းဥဖာရတဲ့လေပွားတထေဒီပါမှာဆောရနော်ဘာလဲတာဘဆဲနေပွားလို့ချီဝနေငရတ်လေဘာနော်ခေါနေပွားလက်လို့ချီဝတို့ချီတို့ဒီပါနေတမချေဩလာဝဘီနီယာတထေးဒီပန်တန်နော်ကတကီရပြညာရနော်အခုတတိပန်အနေဘကဘာသူဘတာလောစလကလပေါ်ညညောကဥဒပါနာကေတဘကကုတဆမာနာဆောတော့ဒီဘောလီပတိပတာဝတာဒီဒီပါလားနော်ကြာလေအချင်းနေမကောင်းလေပဲဒါမဲ့လွယ်နေတော့မကြဆုံးပါလေနော်ဒီအာနာစီယာပဲဖြစ်ဆိုတော့ဒီတကက်တထေးတွေပြည်နေတထေးတွေကနော်အယောတရားကျော်တော့ကသူ့ကိုနော်ဟိုစားပါသူနဲ့ဘောမနော်ဟိုလိုစီပြောမယ်နော်တထေးတော်များဘောမလို့တဲ့ခါကျတော့ဒါတကယ်ငွေကြီးစီတွေသူထောက်ပံ့လူစီတာဟုတ်နော်ဒါကြောင့်မို့ဒါကျွန်တော်တို့အနေနဲ့လှုပ်ဆက်စီတာပုံမှာဆက်လို့ဖို့နော်ပို့ပြီးတော့ညီညွတ်ဖို့နော်ဒါအဆုံးမပေးဖို့နော်အာနာစနစ်ကြဆိုခါနေပြီနော်ဒါကျွန်တော်တို့အတွက်အခွင့်ကောင်းပဲနော်ဒါကျွန်တော်တို့ပို့ပြီးတော့မှညင်ဖို့လို့တဲ့ထုံနေလို့ကောင်းပဲနော်ဒါနောက်ဆိုကကျွန်တော်ခုနပြောတဲ့ကောစီကြတော့ဒီအရေးကြီးတဲ့ချိန်မှာလူပေါင်းမမှန်းနဲ့နော်ဆိုလိုချင်တာကဥမာကျွန်တော်ကပြည်နေမှာဆိုရင်နော်ဒါတကယ်အာနာစီကိုအမြင့်ပြတ်ပြီးတော့ချိန်မိုးချတဲ့ PDF တွေနေပဲရှိတယ်နော်အဲ့ဒီထဲမှာလူပေါင်းမမှန်းဖို့လို့တယ်နော်လက်ရှိအချိန်မှာဒီပြည်နေမှာဘယ်အဖွဲ့အစည်းကနော်ဟိုစားပေါ့စီပြောမယ်ဆိုအာနာစီကိုတိုက်ထုတ်နေတယ်လေနော်ဘယ်အဖွဲ့အစည်းကအပျော်သက်ပဲဘာမှလည်းအကောင့်တမဖော်ဘူးနော်စကားပြောကြတော့လေဘောပါလေနော်အဲ့လိုမျိုးပဲဖွဲ့စည်းအဲ့လိုမျိုးလေဘောဖွဲ့စည်းလဲဆိုတာက PDF တွေအမာရတိဖို့လိုတယ်နော်အဲ့ဖြစ်တဲ့ကကြတော့ဒါကျွန်တော်အမာရကဲတာနော်အာနာစီမြပြချင်မိုးစီချီလို့ရှိတော့သိကြပါတယ်ကျွန်တော်ပြောရပါတယ်နော်ဒါကျွန်တော်တို့ရဲ့ KNU အဖွဲ့စည်းရဲ့ဥဆောင်မှုအောက်မှာဒါနော်ညီညွတ်နဲ့နော်လာပြီးတော့ပူပေါ်ကြည့်ပါနော်ဒါကျွန်တော်တို့လိုချေတဲ့ပန်းတယ်ကျွန်တော်တို့လိုချေတဲ့အောင်ပွဲနော်ကျွန်တော်တို့အာနာစီကြဆိုချေတဲ့ဟာတော့ဒါကျွန်တော်တို့မြန်တဲ့ထက်မြန်လာမယ်လို့တော့ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်နော်ဘာဖြစ်လဲဆိုတော့ဒါ KNU ဝေပါပုတ်ခတ်နေတဲ့ကီဟိုစားပေါ့ဘာမှမသိနားမလဲတဲ့လူတွေကြတော့နော်သူ့ရဲ့မိကေဖွဲ့စည်းကိုပြောတော့ဝေပါပုတ်ခတ်တယ်နော်ဒါပေမဲ့ဒီ KNU လက်အောက်မှာရှိတဲ့အဖွဲ့အစည်းတွေကပဲနော်မြဲလဲစကောက်တလို့ပြီးတလို့တက်တင်နေတယ်အနေရာဒေသလည်းကျွန်တော်တို့ပူတော့လွှမ်းမိုးလာနေတယ်နော်တနည်းနဲ့တလနော်တရလည်းနော်ဒီမြဲလဲရဲ့စစ်မှုရအဖွဲ့အစည်းတွေကနော်သူ့ရဲ့ယာနဲ့
ထောင်နဲ့အထိတလတွေ့ကြဆုံးတယ်နော်အဲ့ဒါကြောင့်ဘယ်သူကနော်ဒါရန်သူနော်အာနာစီကိုတက်နေတယ်ဆိုတော့ဒါကျွန်တော် PDF လူငယ်နဲ့တိဖို့လို့တဲ့နော်အဲ့လိုမျိုးတိတဲ့ထိုနည်းလည်းပဲကိုကတိပြီးဆိုရတော့ဒါသိကြတဲ့နော်ဘယ်ဖွဲ့နဲ့ပေါ်သစ်တယ်လဲဆိုတာဒါရွေးချယ်ပါနော်ဒါမို့ဘာမှလီတဲ့ပဲဘာမှအကျိုးလည်းမရှိစစ်လည်းမတက်ပဲတက်ပွဲမှလည်းအောင်ပွဲမရပဲစခါမှလည်းမတက်သေးနေပဲနဲ့နော်ဟိုစားပါ KNU ပြပြီးတော့ပုတ်ခတ်တဲ့အဖွဲ့အစည်းနဲ့ပဲဆက်ပေါင်းမယ်ဆိုတော့ဒါကျွန်တော်တို့လူချတဲ့ပန်းတွေကဆေးပြောမယ်ကိုတွေကကိုပန်းတွေကိုပြရက်ချောသလိုဖြစ်သွားလိမ့်မယ်နော်ဒါဒီအချိန်မှာပဲအဖွဲ့အစည်းကအမှန်တကယ်လွတ်တယ်လဲဆိုတာသိဖို့လို့တဲ့နော် KNU ကြတော့နော်အပြောနဲ့အလို့တက်တည်ပြတ်နေတဲ့အဖွဲ့အစည်းလေးဖြစ်တယ်လွတ်ဆရာစီတာပြတာလွတ်တယ်လို့နီလာကောတွေနော်ဟောကြပါတော့နီးပရိယတွေပေါင်းစုရှိတယ်နော်လွတ်တဲ့အချိန်မှာလွတ်တယ်ချပြတဲ့အချိန်မှာချပြတယ်ပြောတဲ့အချိန်မှာပြောတယ်နော်မပြောသေးမပြောဘူးမချပြသေးမချပြဘူးလွတ်စာရှိလွတ်တယ်လွတ်စာလွတ်တဲ့တော့လွတ်တယ်လွတ်မသိသေးတဲ့ဟောမလွတ်ဘူးဒါစနစ်တကျနဲ့နော်တကက်အဖွဲ့အစည်းကြီးနော်တကက်အတွေ့အကြုံကြီးမားတဲ့အဖွဲ့အစည်းရဲ့ဥဆောင်မှုအောက်မှာလာလို့ရှိတော့တေးကြတဲ့မင်းတို့တိုက်စီချီတဲ့တက်ပွဲနော်နေရာတိုင်းမှာနော်မင်းတို့သွားကြည့်နော်အကုန်လုံးမင်းတို့အတွက်အခွင့်အရေးအမြဲပဲအပြည့်ဝပဲနော်အရာသူတက်ချီလို့ရှိတော့ဘယ်နေရာပဲပြပါလေနော်ဒါမဲ့လူပေါင်းမှတော့အဲ့ဒါတနောက်နော်ကူညီတောင်းတော့ပြပမှာကူညီတောင်းတော့ဘာမှမလုပ်နဲ့ဘာမှမကန်နဲ့ဘာမှလည်းမတက်ရပါနဲ့အဲ့တိုင်းပဲလီဘောတက်ပဲဆိုတော့နော်ဒါတစ်ဖက်ချေရတာဟိုဒါပေါ့အမောစကားပဲဖြစ်တော့ဘာမှအကျိုးမရှိဘူးဒါမြဲလည်းတက်ပဲအကျိုးရှိလိမ့်မယ်နော်ဒါကြောင့်မို့ကျွန်တော်လက်ရှိချင်တယ်ကျွန်တော်ကြတော့တွေးတွေးခွဲတဲ့စကားတွေပဲကျွန်တော်ကြားရတယ်ဒါမဲ့တကယ်လက်တွေ့ကြတော့နော်အလုံးနဲ့တက်တည်ပြတ်နေတဲ့ကပြည်နေမှာ KNU ကလွယ်ပြီးတော့ပဲဖွဲ့မှမရှိဘူးဆိုတော့အဲ့ဒါ PDF နေသိဖို့လို့တယ်အဲကြောင့်မို့လူပေါင်းမနဲ့အဖွဲ့အစည်းပေါင်းမနဲ့နော်ပဲအဖွဲ့အစည်းကနော်တကယ်လက်တွေ့မှာနော်အောက်ပွဲရတယ်လေနော်တကယ်လက်တွေ့ပဲဖွဲ့စည်းကတက်ပွဲအမြဲတမ်းတိုက်နေတယ်လေဆိုတာအဲ့ဒါသိမှာပါကြားမှာပါမြင်မှာပါနော်သိလို့ကြားသလိုနော်ဒါလာပြီးတော့အများဆုံးနော်လာပြီးတော့ပူပါဖို့နော်အာနာစီနဲ့လက်တွဲပြီးတော့ပူပါဖို့နော် KNU ပြောရပြီးသားပဲနော်အာနာစီကိုကြဆိုးဖို့အတွက်ကျွန်တော်တို့နော်ဒါဟိုသာပါအာနာစီကြဆိုးရကျွန်တော်တို့လက်တွဲပြီးတော့တက်မယ်ကျွန်တော်တို့နဲ့ရေမချက်ချေတူတဲ့ပယ်လက်နဲ့ကဲဖွဲ့စည်းမစိုးပူပေါ်မယ်တက်ထုတ်မယ်ဒါပဲနော်ဒါလီမဟုတ်ဘူးနော်သူကလီတက်ပဲနော် KNU မှာဩဇာတာ NEC ဖိုးကြီးတို့ NEC ကိုဘာပြည့်ညာပြည့်ပေါက်ရလဲပြောတာ KNU ကြ NEC နဲ့ပတ်သက်တော့ဘာမှပတ်သက်လို့ဆိုတော့ပြောရပြီးသားပဲဒါပေမဲ့သူတို့ကြတော့ KNU ကတော့ခွေးထက်တော့ KNU မကောက်ကြောက်လက်ပြောတဲ့လူတွေကိုမှမင်းတို့သွားပေါင်းလို့စီတော့တေးကြတယ်နော်နောက်ထပ်နည်းနည်းသုံးနှစ်လဲစခါတလုံးမှမင်းတို့တိုက်နေမှာမဟုတ်ဘူးဒါမဲ့အခုကကျွန်တော်တို့ KNU ကြတော့နော်တစ်နှစ်တွဲစခါလဲကျွန်တော်တို့တက်တော်များတက်သေးနေတယ်ရသူလည်းအများကြီးပဲကြဆိုးတယ်နော်ဒါကျွန်တော်တို့အတွက်ဒါအောင်ပွဲတွေပဲနော်ဒါကြောင့်မို့ပဲအဖွဲ့အစည်းကလက်တွေ့နဲ့နော်ဟိုစားတက်တည်ပြတ်နေတဲ့အဖွဲ့အစည်းလဲဆိုတာနော်ဒါထမင်းဆိုင်တော့သိကြမှာပါနော်ဒါတော့နော်အဲ့ဒါကျွန်တော်လောစရာဒီလောက်ပဲနော်ဒါကျွန်တော်ဆိုလိုချင်တဲ့ကတော့လူပေါင်းမမနဲ့ပေါ့နော်အဖွဲ့အစည်းပေါင်းမမနဲ့နော်အဖွဲ့အစည်းပေါင်းမတော့မျိုးတို့ဘာမှမျိုးတို့အတွက်ဘာမှအကျိုးမရှိဘူးမျိုးတို့ရီမချက်ပါတယ်တဲ့အလဟာတာဖြစ်သွားလိမ့်မယ်နော်တကက်နော်အပြောနဲ့လို့လက်တွေ့ပြတ်နေတဲ့ KNU နဲ့အများဆုံးနော်ညီညွတ်လာပူပါဒါမဲ့လာတော့ KNU ရဲ့ဥဆောင်မှုအောက်မှာပဲနေရပါတော့နော် KNU ရဲ့ဥဆောင်မှုအောက်မှာမျိုးတို့တိုက်ရှိရဲ့တိုက်ပွဲမျိုးတို့သေကြတယ်တက်ရမယ် KNU နဲ့လည်းမျိုးတို့ကိုနော်ဟိုစားကူညီနေတော့နော်စီးတဲ့ဒီအားနဲ့မျိုးတို့ကူညီနေတော့ကူညီတော်လိမ့်မယ်နော်ဒါတော့ဒါသူလွတ်နေတဲ့သူအားပါလေနော်ဒါကြောင့်မို့ PDF ကိုမစီရတဲ့အဆက်အသွယ်နဲ့ရထားတဲ့ AR နဲ့ KNU နဲ့ရတဲ့ AR နဲ့ပေါလို့ရှိတော့သိကြပါတယ်နော်ကျွန်တော်တို့ KP နဲ့မှာတော့ဒီအနာစီရတော့မြပြတ်သွားနိုင်တယ်နော်အခုလည်းစစ်ချင်တယ်ကျွန်တော်တို့သိတဲ့အတိုင်းပဲနော်ဒီဟိုစကိုင်းတို့ပြပြတယ်နော်ချင်းတို့ကရင်နီတို့တနေတိုင်းတို့မပြင်းတွေကဆက်ပါလေတော်များများကတော့နော်ဒီမြို့လေအဖွဲ့အစည်းတွေသွေးကြောက်ကုန်ပြီနော်သွေးကြောက်ကုန်ပြီနော်ဒါကြောင့်မို့ဒီအချိန်မှာကျွန်တော်တို့ညီညွတ်ဖို့လိုတယ်တကယ်အမှန်တကယ်
စစ်တဲ့လူအာနာစီအမြင့်ပြတ်ချင်မိုးတဲ့လူတွေကိုနော်တက်ပွဲဖော်ဆောင်နေတဲ့အဖွဲ့အစည်းနဲ့မှမင်းတို့လာမင်းတို့ပေါင်းပါလို့ပြောစီရှိတယ်ဒါလို့ဆိုဒီလက်ပိုင်းနော်အားလုံးကျေးဇူးတင်တယ်နော်ကိုယ်တိုင်တော်လို့ဆိုတော့အရီဒိုရနော်နပေါ်ဝညာနရီဝညာကမရလွယ်လားနမရီလက်တဲလဲတကေရနိုင်ဘာလို့ပြပါနော်အမေရိကလည်းဒူရမရလည်းဒူရပါမရလည်းထော့စခါနီလည်းတာရဖလက်ဖလက်ထော့စခါနီပါနဲ့ချိုးမလို့ပါကလည်းသိညာလားနော်ပါနော်သိညာတော့တယ်ပါစီလို့လားတဲချိုးမလို့တဲချာလားနော်ဟိုတိရရင်ဘာစနာကေကနေလောဘလောဘတိပါတဲ့တာရဖလက်ဖလက်နော်မန်ရကွေနေမရတာကရောလည်းနေပတိပါလားဘမေတဲရနဲ့ဝဒတဲလဲပတဲကြီးတဲဝါတပတဲကူဟာဟောသူတဲ့အနောက်ကရပတဲလွတ်မြတ်ပါတယ်လေခုနာပတဲပါလားနော်အဲ့နေပဲတော်ရီပဲတော်လဲတမန်နေမို့ဖူဖူဒီပတာကူလမပါစနိုင်တဲလဲပဲတော်လဲလို့တဲ့တနဟိုစကလောနော်ပြပါမတဲကနာမဝကနပဲတဲလပါနော်လောစနေတဲချိုပဲလားပွာလဲအော်မီဝါဒီပါတီအပါလားတာရူပလက်ဖူလဲမာရာအဒူရာအယာရာမန်နရာအလောဝအာရဖလက်ဖူရလေးဝတီပါလားနော်ဖလက်ဖူရနေတဲလဲကေရပွဲနော်တိဘခနိုင်ဖလက်ဖူလဲဝတိညာလားနော်ဝတိညာပါလဲပါရနာဝတတီဘောမအနာဘောဝမဒခလီယောဝတိပါနာဒီနေအကေရပွဲပါနော်လောစေပွဲတော့ဆုလက်ကောတင်နော်